မိတ်ဆွေများအားလုံးပဲမင်္ဂလာပါစနေသားမီကျွန်တော်မိတ်ဆွေများအတွက်တရက်2လ2026ကနေလည်းပြီးတော့10ရက်2လ2026နေ့တပတ်တာနေတော့ခင်ညမှာဟောကြားမှာဖြစ်ပါတယ်အဲ့တော့စနေသားများအနေနဲ့ဒီဘက်တာခါလာမှာကြားလိုက်တဲ့မိတ်ကတော့တန်အောင်စောဆိုတဲ့မိတ်ကြပါတယ်အဲ့တော့တန်အောင်စောတဲ့မိတ်ချတာဖြစ်လို့စနေသားမီတွေကဒီလိုခါလာမျိုးမှာအလုတ်ဝင်နေပြီနေတာမျိုးတွေကြောရတဲ့ကာလာမျိုးဖြစ်ပါတယ်အလုံးဝင်နေပြီနေတယ်အလုံးနဲ့ပတ်သက်လို့ပြီးတော့ရရှုံးမှုတွေကြုံနေတတ်တဲ့ကာလဖြစ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးစိတ်ညစ်စရာတွေကြုံနေရတယ်အလုံးနဲ့ပတ်သက်လို့ပြီးအဆင်မပြေမှုတွေကြုံနေရတယ်အလုံးနဲ့ပတ်သက်လို့ပြီးတော့depression တွေဝင်နေတယ်ပေါ့နော်စိတ်ကြယောဂါတွေခံစားနေရတဲ့အခြေအနေအထိကိုကြုံနေရတဲ့နာမည်မျိုးတွေဖြစ်ပါတယ်အဲ့တော့ဒီလိုကာလမျိုးမှာပေါ့နော်ဘာလုံးလို့အဆင်မပြေတာမျိုးတွေဖြစ်တတ်တယ်ကျွန်တော်မြင်တာပြောတာနော်ဘာလုံးလို့အဆင်မပြေဘူးအများကြီးတော့အောင်မြင်နေတယ်ငါချမှာရောမအောင်မြင်တာလေငါချမှာပါပြီလို့အစင်မပြေမှုတွေကြုံနေရတာလေဆိုတော့စိတ်အခြေအနေမကောင်းမှုတွေလည်းကြုံရတယ်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်ကြံကြံပေးချင်တာကမကောင်းနေဆိုတာလေသင်္ခါရပေါ့သင်္ခါရသဘောတရားအရာပေါ့နော်ကောင်းတာလေခဏပဲမကောင်းတာလေခဏပဲပေါ့နော်အဲ့တော့မကောင်းတာနေပြန်ပြီးကောင်းမွန်လာတယ်ကောင်းမွန်လာပါလိမ့်မယ်မကြောက်ရင်မှပြန်လည်းအဆင်ပြေလာပါလိမ့်မယ်ပေါ့နော်အဲ့တော့ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့လူဆိုရင်ဒီလိုခါလာမျိုးမှာကိုယ်ပိုင်လုပ်ငန်းတွေအရှုံးတွေပေါ်နေတာမျိုးတွေကြောင်းရတတ်ပါတယ်ကိုယ်ပိုင်လုပ်ငန်းတွေမှာအရင်တော့ကတော့အောင်မြင်နေတယ်အရင်တော့ကတော့အဆင်ပြေနေတယ်ဒါပေမဲ့ဒီလိုခါလာမျိုးမှာဗာဖြစ်နေလဲဆိုတော့လုပ်ငန်းတွေအဆင်မပြေမှုတွေကြောင်းရတာမျိုးတွေလုပ်ငန်းတွေအဆုံးရှုံးမှုတွေကြောင်းရတာမျိုးဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်နော်ကဲနောက်မျိုးရင်ဝန်ထမ်းတွေဆိုလည်းဒီလိုခါလာမျိုးမှာကိုယ့်အထက်လူကြီးနဲ့အဆင်မပြေတာမျိုးတွေကိုယ့်ရဲ့လက်အောက်ငယ်သားနဲ့အဆင်မပြေတာမျိုးတွေလည်းဖြစ်တတ်ပါတယ်လောင်းငယ်တိုင်းထက်လူကြီးတွေကကိုယ်နောက်ကျောင်းကိုဓာတ်နဲ့ထိုးတာမျိုးတွေလည်းကြောက်ရတတ်ပါတယ်အဲ့တော့အဲ့ဒါလေးဖြူဆိုင်ပြီပါအဲ့ငွေချင်းနဲ့ပတ်သက်လို့ပြီးရောငွေကန်ချင်းကန်တွေရောခွင်းဟောဆိုတဲ့နမိတ်ကြပါတယ်ခွင်းအော်ဝန်နမိတ်ကြတာဖြစ်တဲ့အတွက်ငွေကန်ချင်းကန်တော့ကောင်းမှာပါနော်ကဲငွေချင်းနဲ့ပတ်သက်ပြီးမဟောချခင်မှာကျွန်တော်ရဲ့စနေသားမိတ်ဆွေတွေမှာကျွန်တော်ဒီမှာလာရောက်ပြီးဗီဒီယိုမြင်မြန်ကျင်တဲ့လူတွေရှိပါမယ်နော်ရှိလိုက်ပါမယ်အဲ့တော့အဲ့ဗီဒီယိုမြင်မြန်ကျင်တဲ့လူတွေအနေနဲ့ကျွန်တော်ဒီမှာလာရောက်ပြီးဗီဒီယိုမြင်မြန်လို့ရပါတယ်မိတ်ဆွေတို့ရဲ့စီးပွားရေးအခြေရေးလူမှုရေးအိမ်တော်ရေးအစရှိတဲ့ကျန်းမာရေးအစရှိတဲ့အရာတွေအားလုံးကျွန်တော်ဒီမှာလာရောက်ရောဗီဒီယိုမြင်မြန်လို့ရပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့တဲတော်တွေဖတ်ကြားခြင်းနဲ့လက္ခဏာတွေချင်းခြင်းနဲ့ကန်းစားတာတွေတွက်ခြင်းနဲ့ကောင်းလားမကောင်းလားသိခြင်းနဲ့ဆိုရင်ကျွန်တော်ဒီမှာလာရောက်ရောဗီဒီယိုမြင်မြန်လို့ရပါတယ်၃ညဝိုးခုံလေး၃ညသိရှိချင်း3ဖို့ဆိုရဲဘိုင်ဘာဖုန်းနံပါတ်နှလုံးနဲ့သုံးပါတယ်အဲ့ဒီဖုန်းနံပါတ်မှာပဲလာရောက်ဗီဒီယိုမြင်မြန်ပြပါအဲ့တော့ဝင်းချင်းနဲ့ပတ်သက်ပြီးတော့ခွေးအော်ဆိုနမိတ်ခွေးအော်နမိတ်ချပါတယ်ခွေးအော်နမိတ်ချတာဖြစ်တဲ့ငွေကန်ချင်းကတော့ကောင်းမွန်ပါတယ်ငွေတွေဘာတွေနဲ့ပတ်သက်လို့ပြောတော့အဆင်ပြေမှုလေးတွေကြောက်ရတယ်အဲ့ဒါမှမဟုတ်တခုတော့ရှိတယ်ငွေအလိမ်ခံရတာမျိုးတွေဖြစ်တယ်နော်ငွေတွေနဲ့ပတ်သက်ပြီးအလိမ်ခံရတာမျိုးတွေငွေနဲ့ပတ်သက်ပြီးကိုကအာမခံမိတဲ့အတွက်ကိုအလိမ်ခံရတာမျိုးတွေလည်းဖြစ်တတ်ပါတယ်အဲ့ဒါလေးတော့ view ဆိုင်ပြီပါခဲနောက်ပြီးလို့ရှိရင်မိသားစုမျိုးသားချင်းနဲ့ပတ်သက်လို့ပြောသူ့အော်ဆောဆိုနမိတ်ချပါတယ်သူ့အော်ဆောနမိတ်ချတာဖြစ်တဲ့အတွက်မိသားစုတွေမှာလည်းမိသားစုတွေကြောင့်ပေါ့တချို့မိသားစုဝင်ဆိုရင်ကောင်းတဲ့မိသားစုဝင်တွေရှိတော့အဲ့လိုပြောမယ်ဆိုရင်မြေစားတဲ့မိသားစုဝင်တွေရှိတယ်လို့မြေလားခံတဲ့မိသားစုဝင်ရှိတယ်နော်အဲ့တော့ဒီလိုကလည်းမြေလားစားတဲ့မိသားစုဝင်တွေကြောင့်စိတ်ညစ်စရာလေးနှစ်ခါကြော်ရတာမျိုးဖြစ်တတ်ပါတယ်နော်မိသားစုဝင်တွေကြောင့်စိတ်ညစ်စရာလေးနှစ်ခါတွေကြော်ရတယ်မိသားစုဝင်တွေကြောင့်စိတ်ပင်ပန်းမှုတွေကြော်ရတဲ့ကာလဖြစ်ပါတယ်အဲ့ဒါမျိုးတငယ်ပေါင်းနဲ့မိတ်ဆွေနဲ့ပတ်သက်ပြီးတော့ယူရော့ကန်နမိတ်ကြပါတယ်အဲ့ဒီခါလာမျိုးမှာတငယ်ပေါင်းနဲ့မိတ်ဆွေတွေကြောင့်တော့ပြောရှင်းရပါတယ်တငယ်ပေါင်းနဲ့မိတ်ဆွေတွေကကိုယ်အခုညီကောင်းတွေထောက်မဲ့ကောင်းတွေဖြစ်ပါလိမ့်မယ်ကိုယ်နှိမ့်ချနေတဲ့ချိန်မှာကိုယ်အပေါင်းနဲ့မိတ်ဆွေတွေရဲ့အခုညီတွေထောက်မဲ့နေကြောင်းပြန်လဲပြီးတော့အဆင်ပြေလာလိမ့်မယ်ပြန်လဲပြီးတော့တိုးတက်လာပါလိမ့်မယ်ဆိုတဲ့မျိုးဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်လို့ပြီးတော့ fire source ဆိုနမိတ်ကြပါတယ်ကျမ်းမာရေးနဲ့ပတ်သက် fire source နမိတ်ကြတာပြီးတော့ဒီလိုခါလာမျိုးမှာပေါ့နော်အဲ့တော့ကိုကကြည့်ပဲအရာအားလုံးကိုထမ်းပို့ထားရတယ်ကိုကကြီးအရာအားလုံးတာဝန်ယူနေတယ်အဲ့တော့တာဝန်ယူစိတ်ရှိတဲ့လူတွေကပိုးပြီးပင်မနေဆိုရင်နမိတ်တိုင်းပေါ့နော်အဲ့တော့ကိုကတာဝန်ယူတဲ့စိတ်တွေကိုမှရှိတယ်တာဝန်ယူတတ်တဲ့လူမျိုးဖြစ်တဲ့အတွက်ကိုကပိုးပင်မနေတယ်ဆိုရင်နမိတ်ဖြစ်ပါတယ်အဲ့တော့ပင်မမှုထန်နေခံနေရပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်လို့ပြောနိုင်အောင်ဆိုနမိတ်ကြပါတယ်အဲ့တော့ဒီလိုခါလာမှာပညာရေးနဲ့ပတ်သက်လို့ပြောစိတ်ပူပန်မှုတွေကြုံနေရတာမျိုးပေါ့နော်။စာမွေးနာနီးနေပြီစာမွေးနာနီးနေကမှစိတ်ပူပန်မှုတွေကြုံနေရတယ်။စာမွေးနာနီးနေကမှစားရီမရဘူး။စာမွေးနာနီးနေကမှငါတို့ဒီစာမွေးကိုဖြည့်နိုင်ပါမလားဆိုလည်းပြီးတော့စိတ်ပူပန်မှုတွေကြုံနေရတာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့တော့
ညှို့လင့်ချက်တွေပြောင်းဆုံးနေတာပေါ့ဒီရှင်ရှင်တွေဝင်နေတာမျိုးတွေစိတ်နဲ့ပတ်သက်လို့ရောစိတ်ချမ်းသာကြီးမကောင်းတာဖြစ်နေအဲ့တော့ကျွန်တော်ကြံကြံပေးချင်တာကတော့မိတ်ဆွေတို့အနေနဲ့ညမအိတ်ခင်မှာတရားလေးထိုင်ပြီးမှmanifestation လေးလုပ်ပြပါဘူးเนาะစာမချက်ခင်မှာလည်း manifestation လုပ်ပြပါဘူးเนาะအဲ့တော့အချင်းအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ခွင့်ရောက်ခက်ဆိုနမိတ်ချပါတယ်ခွင့်ရောက်ခက်နမိတ်ချတာပြီးတော့အချင်းအိမ်တော်ကြီးမှာတော့ကောင်းပါတယ်အချင်းအိမ်တော်ကြီးနဲ့ပတ်သက်ပြီးပျော်ရွှင်စရာလေးတွေပျော်ရွှင်စရာသတင်းကောင်းလေးတွေကြားရတာမျိုးဖြစ်တတ်ပါတယ်အဲ့တော့ကိုချစ်သူကြီးသားအိမ်တော်ဘက်ကြောင့်လည်းပျော်ရွှင်ရမယ်ဆိုတဲ့မျိုးဖြစ်ပါတယ်အဲ့ဒီလိုကလာမျိုးမှာကံကောင်းစဉ်ကဏ္ဍတွေကတော့၃ကဏ္ဍတို့2ကဏ္ဍတို့2ကဏ္ဍတို့ဟာကံကောင်းစဉ်ကဏ္ဍတွေဖြစ်ပါတယ်ကံကောင်းစဉ်တဲ့အယောင်တွေကတော့အဝါရောင်တို့လိမ်မော်ရောင်တို့ဟာကံကောင်းစဉ်တဲ့အယောင်တွေဖြစ်ပါတယ်အဲ့တော့ကံကောင်းပျော်ရွှင်မှုချမ်းသာမှုတွေရရှိလာဖို့ဆိုရင်မြတ်စွာဘုရားရှင်ကိုရမေကိုပန်းလှူဒန်းပြီပါပန်းပါရောင်ပန်းအရာအဝါရောင်လေးလှူဒန်းပြီပါနော်ပန်းအဝါရောင်လှူဒန်းပြီပါကိုကစနေသားမျိုးဖြစ်တဲ့အတွက်ပန်းအဝါရောင်ခုနပွင့်လှူဒန်းပေးခြင်းအပြင်ကံကြမ္မာရဲ့အထောက်အပံ့ကောင်းတွေရရှိလာပါလိမ့်မယ်ကျွန်တော်ရဲ့စနေသားမျိုးမိတ်ဆွေများအားလုံးကံကောင်းမှုပျော်ရွှင်မှုချမ်းသာမှုတွေကိုအစင်ထာဝရပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်ကဆရာထောက်အောင်ဆရာပါ